မင်္ဂလာပါခင်ဗျာ BP910 model လေးကို driver တင်တာလေးနဲ့ label ထုတ်တာလေးပြသပေးပါမယ်USB check လေးကိုနှိပ်ပါမယ် USB check လေးကိုနှိပ်ပြီးတဲ့အခါမှာ interface လေးရွေးပါမယ်ဒီ printer လေးကတော့ USB မှာတက်ထားတာဖြစ်ပါတယ်လေးလက်မ printer လေးဖြစ်တဲ့အတွက်လေးလက်မကိုရွေးပါမယ်ဆက်ဆက်ဖို့ဖြစ်သွားပါပြီခင်ဗျာ